အခုကြည့်နေတဲ့လူတွေထဲမှာအဲ့ရတာအရန်ကြိုက်တဲ့လူရှိလားမသိဘူးနော်တုံးကတော့အဲ့ရတာအရန်ကြိုက်ပါတယ်ဒီနေ့အခုပြောပြမယ်အကြောင်းအရာလေးကတော့တုံးတို့ထက်ပို့ပြီးတော့စိတ်ဝင်စားအောင်အိတ်နိုင်တဲ့ရင်းနေတဲ့တော်ဝါလေး၃လောက်အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ကြကြပါဦးနော်ပထမဦးဆုံးအနေနဲ့ကတော့လင်းမိုက်လေးပဲဖြစ်ပါတယ်နော်သူတို့ကအုံတော့တစ်ချမ်းနဲ့အိတ်တာကြောင့်ဝစီတစ်ပတ်ကိုဖွင့်ပြီးအိတ်တက်ကြတယ်ရင်းတဲ့ထဲမှာဆိုးရတဲ့အနေပေးတဲ့လူတွေလာရင်လည်းသိအောင်လို့ပေါ့ဒုတိယအနေနဲ့ကတော့ပင်လယ်ထန်လေးပဲဖြစ်ပါတယ်သူတို့ကရေထဲမှာအိတ်တဲ့အခါရေနဲ့မြုပ်ပါသွားမှကြောက်လို့တစ်ကောင်နဲ့တစ်ကောင်လက်ထိပ်ပြီးအိတ်နေကြတာနော်အရန်ကိုချစ်ဖို့ကောင်းပါတယ်နော်နောက်ဆုံးအနေနဲ့ကတော့ရွှေငါးလေးပဲဖြစ်ပါတယ်ရွှေငါးလေးတွေကသူတို့မှာမျက်ခွန်လေးတွေမရှိရကြောင်းမျက်စိပြီးကိုဖွင့်ပြီးအိတ်ကြပါတယ်ဒါကြောင့်သူတို့ကိုငါးကက်ထဲမှာသွားကြည့်မယ်ဆိုရင်လည်းငါးကက်ထဲမှာငိမ့်နေတဲ့ငါးလေးတွေတွေ့ရင်လည်းသူတို့ကအိတ်နေရလို့ပဲသဘောထားလိုက်ကြနော်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်လည်း like and share subscribe လေးလည်းလုပ်ပေးကြအောင်နော်တတာဒီနေ့အခုဗီဒီယိုလေးကိုအားမပြောင်းကြရဆက်ပြောရတယ်ဟုတ်ကဲ့ရတယ်အဲ့ကောင်နောက်မှထဲမှာသိအောင်လို့ပေါ့ပြည့်ဆက်ပြောင်းလေလိုက်ရှယ်လုပ်ပြောင်းဒီ